လုတ်သိမှန်သိတယ်ဘာကြောင့်လက်တွေ့မှာမလုတ်ဖြစ်တယ်ဘာသာရေးစာအုပ်ကိုလည်းငါလေးလာမှဖြစ်မယ်ဆိုတာကိုစိတ်ထဲမှာရှိနေတယ်ဘုသူရစာအုပ်ကလည်းဟာငါဒါကိုတနေ့ကျရင်ဖတ်မယ်အဲ့ဒီအတွေ့အရှိနေတယ်လက်ရှိမှာလည်းအတက်ပညာအတွက် skill တစ်ခုဖြစ်နေတယ်သင်တန်းတစ်ခုတက်နေတယ်နံပါတ်1အရေးပေါ်တော့မဟုတ်ဘူးဒါပေမဲ့အရေးကြီးတယ်ကျွန်တော်ဗုဒ္ဓဘာသာဖြစ်ဖြစ်အစ္စလာမ်ပဲဖြစ်ဖြစ်ခရစ်ယာန်ပဲဖြစ်ဖြစ်မိယိုးဖလာဖြစ်တာအထက်ကိုကိုယ်တိုင်သိအောင်လုပ်ဖို့အရေးကြီးတယ်ဒါကြောင့်မို့အရေးကြီးတယ်ဆိုတာသိရမယ်နောက်တစ်ခုက knowledge စာအုပ်တွေကိုဖတ်တယ်ဒါလည်းအရေးကြီးတာပဲနံပါတ်1အနေနဲ့အရေးကြီးတယ်ဆိုတာကိုသိဖို့လိုတယ်လူတွေ skill ဖြည့်တာကချက်ချင်းအရေးပေါ်ဖြစ်ပေမဲ့ဘာသာရေးနဲ့ knowledge စာအုပ်တွေကလည်းအရေးပေါ်မဟုတ်ဘူးလို့ထင်တတ်ပါတယ်ဒါပေမဲ့ဒါဟာဘဝမှာစိတ်သက်ခိုင်မာဖို့အတွက်အရန်ကိုအရေးကြီးဆုံးအရာတွေဆိုတာကျွန်တော်လက်ခံထားဖို့လိုပါတယ်နံပါတ်2ကတော့ the why ပါဘာကြောင့်အရေးကြီးတာလဲဆိုတော့ကျွန်တော်သိရမယ် skill ဆိုတာဝမ်းစာဆိုရင်တော့ဘာသာရေးနဲ့ knowledge စာအုပ်တွေဆိုတာကစိတ်သက်အာဟာရပါပဲအာဟာရမရှိတဲ့လူတစ်ယောက်ကဘလောက်ပညာတတ်တဲ့ရေရှည်မှာလောကဓာတ်တရားရဲ့အနေအမြင့်ကြုံလာတဲ့အခါမှာစိတ်သက်နဲ့ရင်ဆိုင်ရတာတွေရှိတယ်အဲ့ဒီအတွက်ကိုပြင်ဆင်ထားဖို့အတွက်ဆိုရင်ဒီစာပေကလည်းတကယ်ကိုစိတ်အာဟာရဖြစ်စေပါတယ်နံပါတ်3ကတော့အကျိုးကျေးဇူးကိုအရင်ရှာပါဒီအဆင့်ကတော့အရေးကြီးဆုံးအဆင့်ပါလူတွေကအကျိုးကျေးဇူးဆိုတဲ့ benefit ကိုမသိဘူးဆိုလို့ရှိရင်အဲ့ဒီအရာရဲ့တန်ဖိုး value ကိုမသိပါဘူးတန်ဖိုးမသိတဲ့အခါကျတော့နီးလန်းရှာမှာမဟုတ်ဘူးပြီးတော့ကိုယ်တန်ဖိုးကိုကိုမသိတဲ့အခါမှာသူများကိုပဲအမြဲတမ်းအားချပြီးတော့ကိုယ့်ရဲ့တန်ဖိုးတွေပျောက်ဆုံးနေတဲ့လူတွေကအများကြီးရှိပါတယ်အဲ့တော့ကိုစိတ်ဝင်စားဖို့ကိုယ့်ရဲ့တန်ဖိုးကိုမသိဘူးဆိုရင်ကိုယ်တန်ဖိုးဘယ်လိုမြင့်မလဲနောက်ထပ် level တစ်ခုအဲ့တော့မနေ့ကကိုဒီနေ့ကိုကအတူတူပဲဖြစ်မယ်မနေ့ပြန်လဲဒီလိုပဲဖြစ်မယ်ဆိုတော့ဒီနေ့စပြီးတနေ့9မိနစ်လောက်စာဖတ်ကြည့်နောက်တစ်ပတ်ကျရင်ဒီနေ့ကိုထက်နောက်တစ်ပတ်မှာရှိတဲ့ကိုကပို့ပြီးတော့ပို့တော်တဲ့ဘာရှင်သစ်ဖြစ်သွားလိုက်မယ်